အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ငပိနဲ့မူမူလေးနဲ့ငရုတ်သီးရလာဆက်ဆက်လေးနဲ့တရက်ချင်တုံလေးနဲ့ငါးကြော်လေးနဲ့တွဲစားရတဲ့ငပိထမင်းကြော်ကြော်နီးလေးကိုကျွန်တော်မျှပေးတော့ဖြစ်ပါတယ်စားလို့လည်းအရန်ကောင်းတယ်ကြော်ရတာလည်းအရန်မှလွယ်ကူတဲ့အတွက်ကြော်နီးလေးမျှပေးလိုက်ပါတယ်ခင်ဗျာပါဝင်တဲ့ပစ္စည်းတွေကတော့ကျွန်တော်ကြက်ဥသွမဟုတ်ဘဲဥအသုံးပြုလို့ရပါတယ်ငပိလေးကိုလည်းကျွန်တော်ရေလေးနဲ့ကြိုပြီးတော့ဖြောထားပေးရပါမယ်ခင်ဗျာကျက်သွန်နီလေးတွေကိုနှုတ်ဆင်းထားလိုက်မယ်ငွေသီးစဲလေးပပလီးထားမယ်အကြက်မောကတော့ကိုစားနိုင်တဲ့လောက်ထည့်ပေါ့နော်ထမင်းကြော်လေးကတော့ဘာစတိုင်မှမဟုတ်ဘူးကျွန်တော်ကြော်ထားတဲ့အတွက်ကျွန်တော်စတိုင်ပဲဖြစ်ပါတယ်ထိုင်းစတိုင်မဟုတ်ပါဘူးထမင်းလေးကိုလည်းကျွန်တော်တို့တွေကြိုပြီးတော့ခြေပြီးတော့ရတာနေထားလိုက်ပါမယ်ရတာတော့ကတော့ကျွန်တော်ကစက်သားမုံလေးအသုံးပြုပေးထားပါတယ်ခင်ဗျာနောက်တဲ့စားလေးနဲ့ငယ်ချုံမုံလေးနဲ့ငယ်အသုံးပြုပေးထားပါတယ်ရတာတော့ကိုအဆင်ပြေတာကိုထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့လိုအပ်တဲ့ခါမှာခရူးစီအနေငယ်ထည့်ထည့်ပေးမှဖြစ်ပါတယ်ငါးလေးငါးကောင်ကိုကျွန်တော်အရင်ဆုံးကြော်လိုက်ပါမယ်ခင်ဗျာငါးကိုတော့စားစနွေးရတာကြိုပြီးနေပေးထားပါတယ်ကဲငါးလေးတွေခုလောက်နေတာကျွတ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဆယ်ပြီးတော့စစ်ပေးထားလိုက်ပါမယ်ထမင်းကြော်ဖို့အတွက်ကြောက်သမုတ်ဘဲဥကိုကျွန်တော်ခောက်ပြီးတော့ရင်ဆုံးထည့်ကြော်လိုက်ပါမယ်ကြောက်ဘဲဥလေးတွေချက်သွားအောင်ကြော်ပြီးတော့မှချက်သွန်နေလေးအနံမွေးလာတဲ့ဒီစီမွေးတက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကြောက်လေးတွေခုလိုချက်ပြီးလို့ခြေပြီးဆိုလို့ရှိရင်တော့ချက်သွန်နေနှုတ်ဆင်းလာတာလေးထည့်ပါမယ်ချက်သွန်နေနွမ်းသွားအောင်လို့နည်းငယ်ပြန်ကြော်ပေးလိုက်ပါမယ်ခင်ဗျာချက်သွန်နေရမှာပေါ့နော်ကိုအဆင်ပြေတဲ့အသီးရွယ်ကိုကြိုက်တဲ့အသီးရွယ်ရှိရင်ထည့်ကြော်ပေးလို့ရပါတယ်အယောင်တင်မုံလေးနည်းငယ်ထည့်ပါမယ်အယောင်လှအောင်လို့ပေါ့နော်မထည့်လေးရပါတယ်ကဲကြောက်လေးတွေချက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ထမင်းရတာနေထားတာလေးထည့်ပါမယ်ခင်ဗျာထမင်းကတော့ကျွန်တော်ဒါဆိုင်မှာကြော်လို့ရှိရင်၄ဘွဲတာနီးပါးရှိပါတယ်ကျွန်တော်အိမ်မှာထမင်းချက်ထားတာပုံကြော်လိုက်တာဖြစ်ပါတယ်ခင်ဗျာကဲထမင်းထည့်ပြီးဆိုလို့ရှိရင်တော့နာလေးသမတ်တော့အောင်ထမင်းလေးတွေကျွတ်ပြီးတော့ခြောက်သွားတဲ့အထိကြော်ပြီးမှဖြစ်ပါတယ်သမတ်တော့အောင်ကြော်ပြီးဆိုလို့ရှိရင်တော့ငယ်ဒီအစိမ့်နဲ့ငယ်ဒီကြက်မုတ်ထည့်မယ်ရေဖြောထားတဲ့ငပိလေးထည့်ပြီးတော့တစ်ခါပြန်မှွေပြီးမှဖြစ်ပါတယ်ခင်ဗျာရတာတွေနဲ့သွားတဲ့ဒီပြန်ကြော်ပြီးမှဖြစ်ပါတယ်ဒီကြော်နေတဲ့ချိန်မှာရတာပေါ့ငံမြည်ကြည့်ပါကိုကရတာအဆင်ပြေပြီဆိုလို့ရှိရင်တော့ဘာမှထက်မထည့်လည်းရပါပြီကိုကပေါ့နေတယ်ဆိုလို့ရှိရင်တော့ခရူးစီလေးနည်းငယ်ထည့်ပေးတာပိုကောင်းပါတယ်ကျွန်တော်နည်းငယ်ပေါ့နေတဲ့အတွက်ခရူးစီလေးနည်းငယ်ထည့်ပေးလိုက်ပါတယ်ခရူးစီထည့်ပြီးဆိုလို့ရှိရင်တော့တစ်ဖက်ပြန်ကြော်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ငပိနဲ့မူးမူးလေးနဲ့ငယ်ဒီရလာဆက်ဆက်လေးနဲ့အရင်စားလို့ကောင်းတော့ထမင်းကြော်ရပြီဖြစ်ပါတယ်ဒါကိုလိုချင်တဲ့ပကံထဲမှာအဆင်ပြေသလိုပြင်ဆင်လို့ရပါပြီခင်ဗျာတရသီးတုံနီးကိုတော့ဒီဗီဒီယိုမှာမပြတော့ပါဘူးတရသီးတုံနီးကရှေ့ဗီဒီယိုမှာကျွန်တော်တင်ပေးရတာရှိပါတယ်အဲ့ဒီမှာတော့ကြည့်ပေးလို့ရပါတယ်ငပိနဲ့မူးမူးလေးနဲ့ကျွန်တော်တရသီးတုတ်ချင်းချင်းလေးနဲ့တွဲစားလိုက်တဲ့အခါမှာအရန်ဟိုမှာထိထိမိမိနဲ့စားလို့ကောင်းတဲ့ထမင်းကြော်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်